အားစိတ်တောက်ဆရာမလို့ပဲတဘာဝအတိုင်းအပြည့်ကျမ်းမာစေရင်တဘိုးစိတ်ကိုဒီလိုထောင်းတောက်ကြည့်ပါတဘိုးသီးဆိုရင်အတော်များများကပကံဆေးဘက်ဂျေးတွန်းဘက်လို့ပဲမြင်နေကြတာပါတကယ်တမ်းကျတော့တဘိုးသီးကဆေးဘက်ဝင်ပစ္စည်းတစ်ခုဆိုတာထက်အများကြီးပိုပါတယ်အကြီးကတော့သူ့ရဲ့အစိပါတဘိုးသီးနုတဘိုးညွန့်အစားတွေကိုပြုတ်စားပြုတ်တောက်လောက်တာမျိုးတွေဆိုရင်ဗီတာမင်ဓာတ်အများကြီးပြည့်ဝစေပြီးတော့ကိုယ်ခံအားနဲ့ကျန်းမာရေးအတွက်အထူးသင့်တော်ပါတယ်ဒါဆိုရင်မင်းမမဖြစ်နေတဲ့ဒီအစစ်တွေကိုဘယ်လိုသုံးကြတာလဲသူတို့ကအဲ့ဒီအစစ်တွေကိုကျွတ်ပြီးတော့မှရွာနေအောင်အရင်ဆုံးလှော်လိုက်ပါတယ်တချို့ကလည်းမလှော်ဘဲနဲ့ဒီတိုင်းနေလန်းကြတာပါပြီးရင်တော့ကြေမွနေအောင်လို့ကြိတ်ချေထူထောင်းมาတော့တယ်အဲ့လိုမျိုးမုံညက်ကြေတဲ့အခြေအနေတွေဖြစ်သွားပြီဆိုရင်တော့ရင်းနှွေးနဲ့ဖြိုးပြီးတော့မှတောက်ကြပါတယ်ဂျပတ်ကိုတစ်စိမ်းတောက်သုံးပေးုံပါပဲတပို့သီးမှာကဗီတာမင် A, C သံသတ္တုဓာတ်အဆင့်မက်ဂနီဆီယမ်ဓာတ်တွေအများကြီးပါဝင်လာကြမို့လို့ခန္ဓာကိုယ်ကိုအများကြီးအကျိုးပြုတဲ့အပြင်ကိုယ်ခံအားကောင်းမအောင်လို့လည်းလှုပ်ဆောင်ပေးပါသေးတယ်။ဒါကြောင့်မလို့ပရိသတ်တို့ကယောဂကင်ပြီးတော့ကျန်းမာခြင်းနဲ့ဆိုရင်သဘောစိတ်ကိုအခုလိုမျိုးမိဝဲပေးတဲ့လို့သဘောသီးနုနုနဲ့အညွန့်ကလေးတွေကိုပြုတ်တိုးကြဖို့လည်းမမေ့ပါနဲ့နော်။